နောက်တစ်ခုကဒီ season လေးကိုကြာတော့လေမျိုးဒါဂျာဖြစ်ပြောလိုက်မှန်ပေါ့နော်ဒီ season လေးရဲ့ကြာတော့ဒီကနေပြီးတော့ဒေါက်တာတို့ဒီ view ကနေပြီးတော့ဒီဟိုရိုက်ဖို့ season တာမဟုတ်ပါဘူးမှန်တိုင်းပြောရအောင်မျိုးကကြာမျိုးချစ်ရတဲ့သူတွေကိုမျိုးဘယ်လိုမျိုးခုချိန်မှာဘယ်လိုထိမ့်သိမ်းထားလဲဘယ်လိုပိန်လဲဘယ်လိုလမ်းမှန်ကမ်းမှန်နဲ့ပိန်နေလဲဆိုတဲ့ဟာကို sharing လုပ်ချင်တာအဓိကကြာတော့ keep ကိုတယောက်တည်းလှနေရဲဆိုတဲ့ဟာမျိုးဟိုတယောက်တည်းတောက်ပရတာမကြိုက်ဘူးအားလုံးတူတူတောက်ပရတာပိုကြိုက်တယ်အားလုံးအမျိုးသမီးတိုင်းလည်းအဲ့လိုအားလုံးတူတူလှပြီးတော့အားလုံးလူတွေသူ့အရွယ်နဲ့သူရှိသိရှိကြိုက်လှပနေရပိုကြိုက်တယ်အဲ့နဲ့ဒီကနေဒေါက်တာတနေအေးနဲ့ဒေါက်တာထက်ကိုဒီလိုလေးတော့မျိုးကရိုက်ချင်တယ်ရိုက်ပေးပါပေါ့ဆိုတော့ဒါတကယ်ညောင်ကြော်ညာမဟုတ်ပါဘူးကိုတိုင်ကကိုတကယ်လုံနေတဲ့ကိုတကယ်ယူနေတဲ့ treatment တွေအကုန်လုံးကိုတကယ်လိုက်နာနေတဲ့ဒီအလှပနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေအကုန်လုံးကိုချစ်ရတဲ့သူတွေမျိုး sharing လုပ်ချင်တော့ဒါမျိုးရဲ့ကျန်တဲ့အားလရက်တွေမှာဒီနေ့ဒီ season လေးကိုဒါရိုက်ဖြစ်တာပါဒါဂျာဖြတ်ပြောရအောင်နော်နောက်တစ်ခုကကြာခုနဒေါက်တာပြောလို့ပဲအဲ့လိုစားတဲ့အချိန်မှာဖြစ်တတ်တာတော့မျိုးကကြာဟဲ तू ကဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးတော့မဟုတ်ပါအဲ့လိုမူးဝေတာအော့အန်တာတော့မရှိမျိုးရဲ့အာသာချက်ကတော့အဲ့လိုခုနလိုတော့ရှင်ပြည့်တယ်လို့ဖြစ်တယ်ပေါ့နော်ဒါပုံမှန်နေရဲ့အချိန်မှာတော့အဲ့လိုမရှိပေမဲ့အဲ့လို तू ကဟိုဘယ်လိုခေါ်မလဲဘိုက်ပြည့်နေတဲ့ခန်းစားချက်မျိုးပေးထားတဲ့အခါကျရင်ပြည့်တယ်လို့တော့ခန်းစားချက်တော့ရှိတယ်ဒါပေမဲ့နောက်ထပ်အားနာချက်တစ်ခုကကျတော့ဘာစားလို့ရနေပေါ့နော်နောက်ပြီးဒီဆေးကိုထိုးရတဲ့ဟိုဒေါက်တာတို့လက်ညွှန်ပေးတဲ့အတိုင်းပေါ့ဒေါက်တာတို့ပြောတဲ့အတိုင်းမျိုးအရင်ကြိုက်တာနောက်တစ်ခုရှိသေးတယ်ဆိုတော့ဘာမှရှောင်ကြမလို့ကိုစားချင်တယ်လူကအဲ့လိုစားတဲ့အချိန်မှာလည်းပျော်ရွှင်မှုပေါ့နော်မစားတဲ့အချိန်မှာကျတော့လူတွေအကောင်လုံးစိတ်ဆင်းရဲအစားကြိုက်တဲ့သူဖြစ်တယ်မျိုးဆိုဘာစားရင်ကောင်းလဲမြင်တွေးနေလို့ဖြစ်တဲ့အခါကျတော့အစားကြိုက်တဲ့သူကမစားရင်စိတ်ဆင်းရဲပေါ့စိတ်ဆင်းရဲရင်လည်း stress များရင်လည်းပိုဝရတယ်အေးပြင်းရင်လည်းပိုဝတယ်လို့မျိုးပေါ့နော်ဆိုတဲ့အခါကျအခုကကျတော့ဘာပဲဖြစ်စားလို့ရတယ်ဒါပေမဲ့အားလုံးပုံမှန်လေးပေါ့နော်အများကြီးဖြစ်အောင်မစားဘဲနဲ့ဝါသားထုတ်ထိုးလဲစားပဲဒီကျန်တဲ့အဲ့လိုမျိုးပေါ့အစီစိတ်နေတဲ့ chocolate တွေလည်းမျိုးစားတာပဲဒါပေမဲ့အရင်တော့စားသလိုမျိုးဟိုတစ်ခါစားရင်တော့ chocolate လည်း5ခု6ခုတော့မစားဘူးပေါ့ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးနော်စားတော့စားဂျာထဲမှာအဲ့လိုလုံးဝအဲ့လိုမစားဘူးဆိုပြီးတော့မထိန်ချုပ်ထားအောင်ဒီနေ့တော့ chocolate 5ခုစားချင်တယ်ဆိုတော့အဲ့လိုမျိုးဟိုနည်းနည်းအဲ့လို stress များတဲ့အချိန်ပေါ့အလုံးပတ်သက်လို့ပင်ပန်းတဲ့အချိန်ဆိုကိုဂုံပြုတ်ကျင်တယ်ကိုဂုံပြုတ်လို့ရှင်လည်းငပိညူသီးမှုတို့စရာနဲ့အားရပါလို့နေစားတတ်တဲ့အမျိုးဆိုတော့အဲ့လိုကလည်းစားလိုက်တယ်ပြီးရင် chocolate ကလည်းစားချင်တယ်ဆိုတော့အဲ့လိုမျိုးစားလိုက်ပြီးတော့မှဒါပုံမှန်လဲ body ကိုထိန်းထားတယ်ပုံမှန်လဲဒေါက်တာတို့စီမှာ treatment ယူတယ်ပြီးတဲ့အခါကျကိုဘာလုပ်လဲဆိုတဲ့ဟာတွေလည်းအမြဲပြောပြရတယ်ကိုဘာတွေစားဖြစ်လဲဆိုတဲ့အကြောင်းလည်းမချင်းမချန်ပြောပြရတယ်ပြီးလို့ရှိရင်ဘယ်လိုဟိုအတိုးအလျှော့တွေကိုလည်းပြောပြရတယ်ဒါမှလည်းကိုဆေးတွေကတော့ထိုးနေပါတယ်ကိုဘလို့ပုံစံနဲ့သွားနေလဲဆိုတာတွေကိုဆရာဝန်တွေကိုပြန်မပြောပြရင်လည်းအဆင်မပြေဘူးမျိုးဆိုကိုတစ်ပတ်မှာအားကစားဘယ်နည်းလုပ်ဖြစ်လဲမလုပ်ဖြစ်ဘူးလေဒီတစ်ပတ်မှာတော့အားကစားလုပ်ဖြစ်တယ်ဘာလုပ်ဖြစ်တယ်လမ်းဘလောက်ရှော့ဖြစ်တယ်ဒီဘက်တော့ဒေါက်တာရဲ့တောက်လျှောက်ကားရိုက်ရှိလို့မျိုးဘာမှမလုပ်ဖြစ်ဘူးဆိုတော့အဲ့ဟာမျိုးလေးတွေလည်းပေါ့နော်အမြဲ discuss လုပ်ပေးဖို့လိုတယ်ဆိုတော့ဟိုဘယ်လိုခေါ်လဲတကယ်လို့ဒေါက်တာတို့ကမမေးခဲ့ဘူးဆိုတာလည်းမရှိပါဘူးဒါပေမဲ့လည်းကိုယ့်ဘက်ကလည်းအဲ့လိုခလေးတယောက်ကနေပြီးတော့လူကြီးတယောက်ကိုအားကိုးလို့အသက်ကတော့မျိုးကြည့်ရပါတော့ဒါပေမဲ့ဒီမှာကြလို့ရှင်အားလုံးကိုခလေးလိုပဲအားလုံးကိုနဲ့ပတ်သက်တာကိုလုပ်တဲ့ဟာတွေအကုန်လုံးကိုစားတဲ့ဟာတွေအကုန်လုံးကိုသွားတဲ့ဒီပေါ့ဒီစိတ်ထိုးလို့စိတ်ရက်တွင်းဟာတွေအကုန်လုံးပြန်ပြီးတော့ပြန်ပြောဖြစ်တယ်ဆိုတော့အဲ့ဒါမျိုးလေးတွေလိုပါတယ်ကိုအဓိကစိတ်ထိုးလိုက်လို့ပိန်လာလားဆိုတာတခုတည်း focus ထားလို့မရပါဘူး။ကျန်တဲ့ဟာတွေလည်းအကုန်လုံးပေါ့နော်။ကိုဘလို့အဲ့ရက်တွင်းမှာဘလို့ရှင်သန်နေထိုင်ခဲ့လဲဆိုတဲ့အကြောင်းပေါ့။နောက်ဆုံးတရားထိုင်ဖြစ်တယ်ဆိုရင်တော့ဒီတရားထိုင်ဖြစ်တယ် meditation လုပ်ဖြစ်တယ်ယောဂကစားဖြစ်တယ်ပလာတိကစားဖြစ်တယ်golf ရိုက်ဖြစ်တယ်ဆိုတော့ဒါတွေအကုန်လုံးကိုလည်းပေါ့နော်ကိုလုပ်တဲ့အားကစားကိုဒါမှမဟုတ်လည်းခီးသွားဖြစ်လို့ဘာတွေစားဖြစ်လဲဆိုတဲ့အကြောင်းကိုလည်းဒေါက်တာတို့ပြန်ပြောဖို့လိုပါတယ်။အဲ့ဒါအဓိကချက်ပါ။ဘာလို့လဲဆိုတော့ဆေးထိုးလိုက်ရုံနဲ့ဒီကိုဝိတ်ကိုပဲကြည့်နေလို့မရအောင်ကိုကြားထဲမှာဘလို့ရှင်တန်တယ်နေထိုင်လဲသွားလာလဲဆိုတာလည်းပြောပြဖို့လိုတယ်ဒါမှလည်းဒေါက်တာတို့ကလည်းဟိုအတိုးလျှော့ကျန်တဲ့ဟာတွေ adjust လုပ်ပြီးလို့ရမှာလေနော်ဟုတ်တယ်ပြောရ lifestyle မှာကျွန်တော် lifestyle ကတယောက်နဲ့တယောက်မတူဘူးလေချိုးကြတော့တနေ့